ဒီဝါကြလေးတွေရေးကြအောင်နော်ဟုတ်ပြီမနှက်ဖြန်မိုးရွာရင်ဘယ်လိုလုပ်မလဲအဲ့လိုမျိုးပေါ့နော်တစ်ခုခုဖြစ်ရင်ဘယ်လိုလုပ်မလဲဆိုရင် what if ဟလာ what if နဲ့ရေးရတယ်နော် what if နောက်က subject verb လိုက်တယ်ရာသီဥတုနဲ့ပတ်သက်ရင် subject က it မိုးရွာတယ်ဆိုရင် rain ပေါ့ it rains what if it rains tomorrow အဲ့ဆိုရင်မနှက်ဖြန်မိုးရွာရင်ဘယ်လိုလုပ်မလဲမြို့ထဲမှာငါလမ်းပြောက်သွားမျက်စိလည်းလမ်းပြောက်နေဘယ်လိုလုပ်မလဲဆိုရင်ဘယ်လိုပြောရမလဲ what if I get lost in the city အဲ့လိုမျိုးပြောရနော်what if subject verb ဒါလေးကိုမှတ်ထားမယ်နော်ဟုတ်ပြီနောက်တစ်ခုငါမှာဖုန်းရှိနေသေးငါမပြင်းဘူးအဲ့လိုမျိုးတစ်ခုခု the ရွေးဆိုရင် as long as လို့ပြောရနော် as long as I have a phone as long as I have a phone ငါမှာဖုန်းရှိနေသေး၍ငါမပြင်းဘူးအဲ့လိုမျိုးပြင်းတာဟို lazy မဟုတ်ဘူးเนาะလုံးစရာမရှိလို့ပြင်းတာအဲ့မှာတခုအဲ့လိုမျိုးလုံးစရာမရှိလို့ပြင်းတာဘိုး before ed ဘိုးလို့ပြောရနော် I'm not ဟိုအဲ့လိုပြောရနော် as long as I have a phone I'm not bored ဟုတ်ပြီနောက်တစ်ခုမျောလင်းချက်ရှိနေသေးရင်ငါတို့ဆက်ကြိုးစားမယ်အဲ့ဆိုရင်ဘယ်လိုပြောရမလဲ as long as I have sorry မျောလင်းချက်ရှိတယ်ဆိုရင် there is a hope နော် there is a hope မျောလင်းချက်ရှိနေသေးငါတို့ဆက်ကြိုးစားမယ်ဆိုရင် we will keep trying နော် we will keep ဖို့ ing အဲကြောင့်မလို့ trying trying we will keep trying ဟလာမျောလင်းချက်ရှိနေသေး as long as there is a hope we will keep trying မင်းဘာပဲလှုပ်ထားငါမင်းကိုခွင့်လွှတ်တယ်အဲ့ဒါလိုပြောရမှာနော်မင်းဘာပဲလှုပ်ထားငါမင်းကိုခွင့်လွှတ်တယ်အဲ့ဆိုရင်လို့ပဲပေါ့နော်ဘာပဲလှုပ်ထားဘာပဲဖြစ်ဖြစ်ဆိုရင် no matter what you have done ပေါ့ no matter what you have done မင်းဘာပဲလှုပ်ထားငါမင်းကိုခွင့်လွှတ်တယ်ဆို I forgive you ပေါ့ငါမင်းကိုခွင့်လွှတ်တယ်ဟုတ်ပြီနောက်တစ်ခုဘာပဲဖြစ်ဖြစ်ငါမင်းကိုအားပေးမယ်အဲ့ဆိုရင်မင်းကိုအားပေးမယ်ထောက်ခံတယ် support လုပ်တယ်ပေါ့နော်အဲ့ဆိုဘယ်လိုပြောရမလဲအဲ့ဆိုရင် I will support support you no matter what no matter what အဲ့ဆိုရင်ဘာပဲဖြစ်ဖြစ်ငါမင်းကိုအားပေးမယ် no matter what အဲ့ဒီသုံးလေးမှတ်ထားမယ်နော်သူတို့အတွဲပြက်တာငါနဲ့ဘာမှမဆိုင်ဘူးအဲ့ဆိုဘယ်လိုပြောရမလဲငါနဲ့ဘာမှမဆိုင်ဘူးဆိုရင် I have nothing to do with ဆိုတဲ့အသုံးလေးမှတ်ထားမယ်နော် I have nothing to do with အဲ့ဆိုရင်ဘာမှမဆိုင်ဘူး I have nothing to do with သူတို့အတွဲပြက်တာ there အဲ့လိုမျိုးအတွဲပဲပြက်တာဆိုရင် break up လို့သုံးတယ်နော် break up their break up I have nothing to do with their break up အဲ့လိုပြောရင်နော်ဟုတ်ပြီနောက်တစ်ခုဆာမွဲလေးအာယုံနဲ့သူတို့ကပါတီပွဲအကြီးကြီးပေးနေတယ်အရန်မိုင်းပူတာပဲအဲ့လိုမျိုးပါတီပွဲပေးတယ်ဆိုလို့ပြောအောင် they throw a party လို့ပြောရင်နော် yeah they are throwing a huge party အောင်ယုံနဲ့ဆို just just for passing a small test ဆာမွဲလေးအောင်ယုံနဲ့သူတို့ပါတီပွဲအကြီးပေးနေတယ်အရန်မိုင်ပူတာပဲအဲ့လိုမျိုးအရန်မိုင်ပူတယ်ဆိုအင်္ဂလိပ်လို that's so extra အဲ့လိုပြောရနော် that's so extra အရန်မိုင်ပူတယ်အဲ့ဒီသုံးလေးကိုမှတ်ထားမယ်နော် that's so extra ဟုတ်ပြီနောက်တစ်ချောင်းထားခဲ့ရင်တော့မှငါမင်းကိုဆက်ချင်နေအောင်မှာအဲ့မှာတောင်မှဆိုရင် preposition ကဘာတောင်းမလဲဆိုရင် even if you leave အဲ့မှာထားခဲ့တာ leave you leave me behind ထားခဲ့ရင်တော့မှငါမင်းကိုဆက်ချင်နေအောင်မယ်ဆိုရင် I will keep finding တခုဆက်ဖြစ်နေမယ်နော် keep finding တုံးတာမှတ်ထားမယ်နော် I will keep loving you ထားခဲ့ရင်တော့မှမင်းကဆက်ချင်နေအောင်ပါအဲ့ဒါနောက်ကြောင်းရေးကြည့်ပါeven if တုံးပြီးတော့ even if you forget me မင်းငါ့ကိုမေ့ရင်တော့မှငါကတော့မင်းကိုအမြဲတမ်းသတိရနေမှာပါ I will always အမြဲတမ်း always remember or me
remember you ငါမျိုးအမြဲတမ်းသတိရနေမှာပါ even if you forget me I will always remember you ဒီသုံးလေးကိုမှတ်ထားမယ်နော်ဟုတ်ပြီနောက်တစ်ချောင်းမင်းအားရင်ငါအိမ်ကိုလမ်းကြုံဝင်လဲပါအောင်လမ်းကြုံဝင်လဲအောင်ဆိုရင် drop by my house ငါအိမ်ကိုလမ်းကြုံဝင်လဲအောင်မင်းအားတဲ့အခါတော့ when you have free time အိုင်အဲ့မှာလမ်းကြုံဝင်တော့ drop by လို့သုံးတယ်နော်ငါသာမင်းဆိုရင်အဲ့လိုပြော if I were you အဲ့ဒီသုံးလေးမှတ်ထားမယ်ငါသာမင်းဆိုရင်ဒါစိတ်ကူးရင်ပြီးပြောတာပါနော် if I were you ငါနိုင်ငံသားမှာပညာသင်မယ် if I were you I would study abroad study abroad abroad I would study abroad ငါမှာပတ်စံအများကြီးရှင်ကောင်းမှာပဲအဲ့လိုမျိုးကို့မှာတစ်ခုခုရှင်ကောင်းမှာပဲပေါ့နော်အဲ့လိုမျိုးငါမှာပတ်စံအများကြီးရှင်ကောင်းမှာပဲတစ်ခုခုရှင်ကောင်းမှာပဲစိတ်ကူးရင်ပြီးတော့ပြောနေရပါတော့ငါမှာပတ်စံအများကြီးရှင်ကောင်းမှာပဲဆိုရင်အဲ့လိုမျိုးပေါ့တစ်ခုခုစိတ်ကူးရင်ပြီးရှိတယ်ဆို I wish I had a lot of money ကိုဖြစ်ရှင်တဲ့ဆန္ဒကိုပြောတာပေါ့နော် I wish I had a big house ငါမှာအိမ်ကြီးတစ်လုံးပိုင်ကောင်းမှာပဲပေါ့နော် I wish I had အဲ့ဒီသုံးလေးမှတ်ထားမယ်နော် had I wish I had ခါတိုင်းလိုပဲသူစောစောရောက်ခဲ့တယ်ခါတိုင်းလိုပဲဆိုရင် as always အဲ့ဒီအသုံးလေးမှတ်ထားမယ် as always he arrived early as always ဟုတ်ပြီနောက်တစ်ကြောင်းနှမျောစရာကြီးအဲ့လိုပြောမှာ what a waste လို့ပြောရနော် what a waste စိတ်ထဲကနေလိုက်ပြီးဖြည့်ကြည့်နော်မှန်လားလို့ပြန်ပြီးတိုက်စစ်ကြည့်လို့နော် what a waste နှမျောစရာပြင်ဘာလို့အဲ့ဒါကိုလွန့်ပြတာလဲဆိုရင် why did you throw that away why did you throw that away ဘာလို့လွန့်ပြတာလဲမင်းညာပါတီပွဲမိုက်တယ်အဲ့ဆိုလို့ပြောအောင် party last night was lit အမ idiom သုံးလေးပေါ့ lit ရမ်းမိုက်တယ်ကွာလို့ပြောနော် the party last night was lit နောက်တစ်ချောင်း the party last night was lit lit ဆိုမိုက်တယ်လို့ပြောနော်သူ slang နိုင်ငံခြားသွားရမလားဆိုတော့ငါစိတ်နှစ်ခွဖြစ်နေတယ်တဲ့အဲ့မှာစိတ်နှစ်ခွဖြစ်တာကို I am in two minds လို့ပြောရနော် I'm in two minds about going abroad I'm in two minds about going abroad စိတ်နှစ်ခွဖြစ်နေရဲ့အဲ့ဒီသုံးလေးမှတ်ထားမယ်နော် I'm in two minds မနက်ခင်းဆိုရင် तू ကအမြဲကြကြောင်နဲ့အဲ့ဆိုရင်ဘယ်လိုပြောလဲ he he is always grumpy တော့ကြကြောင်ကိုပြောနော် he's always grumpy in the morning မနက်ခင်းဆိုရင်ကြကြောင်နဲ့သူကမင်းကိုမုန်းတယ်ဆိုတာမဟုတ်ပါဘူးဘာဆိုတာမဟုတ်ပါဘူးဆိုရင်အဲ့လိုမဟုတ်ပါဘူးဆိုရင် it's not like that she hates you it's not like that she hates you သူမမင်းကိုချစ်တယ်ဆိုတာမဟုတ်ပါဘူးဆိုရင် it's not like that she loves you အဲ့လိုပြောရင်နော်ငါမလို့စောစောအဲ့ရထားတာကျင်သားရနေပြီအဲ့လိုမျိုးကျင်သားရနေတာကို get used to လို့ပြောရင်နော် I am getting used to နောက်က noun သို့မဟုတ် verb ဒီလိုက်တယ်အရေးကြီးနော် base verb မလိုက်ဘူး noun သို့မဟုတ် verb ဒီအဲ့ဆို waking up early in the morning နိုင်ငံစောစောထားကျင်သားရနေဥပမာထားပါငါထိုင်းစားစားလေးနဲ့ကျင်သားရနေပြီဆိုရင်ဘယ်လိုရမလဲ I am getting used to I'm getting used to Thai food အဲ့လိုမျိုးပေါ့နော်တခုခုကျင်သားရ I am getting you getting used to the hot weather ရာသီဥတုပူတာ
တင်သားရမယ် I'm getting used to the hot weather နားလည်မှုထင်ပါနော်ဟုတ်ပြီကျွန်တော်ရဲ့ဒီ channel ကိုလည်း subscribe လုပ်ထားပေးပါအောင်เนาะနောက်ထပ်ဒီလိုမျိုးသင်ခန်းစာတွေအများကြီးတင်ပေးပါမယ်เนาะဟုတ်ပြီဒီ video လေးအကျိုးရှိဆိုရင် comment မှာလည်း yes လို့မှတ်ခဲ့ပြီးပါအောင်เนาะဒီနေ့တော့ that's all thanks for watching bye bye